မောင်တီးကြော်ပါတယ်ဒီနေ့ချမောင်တီးကငပိကြော်လားပလာချောင်ကြော်လားမသိဘူးဒီနေ့လက်ဆောင်ပေးလိုက်တာဒီတိုင်းစားတာပျော့ပျော့ကြီးဖြစ်နေလို့ချမောင်တီးလေးနဲ့အိမ်မှာရှိရမြင့်လေးနဲ့ကြော်လိုက်ပါတယ်စားကောင်းပါတယ်